ကြမှာပေါ့နော်ထူးခြားမှုတွေရှိတယ်38ရက်မြောက်နေ့အထိအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကြီးငယ်ပေါင်း202ခုကို MNDAA တပ်ဖွဲ့ကနေသိမ်းပိုက်ရရှိထားပြီးချင်းရွှေဝေါ်မိုးကုံကုန်းလုံးပန်းဆိုင်ကုန်းချမ်းစတဲ့မြို့9မြို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့တဲ့အပြင်ချင်းရွှေဝေါ်မုံကိုပန်းဆိုင်နဲ့ကျင်စန်းကျော့နယ်စပ်ဂိတ်၄ခုကိုပါသိမ်းပိုက်ရရှိထားပြီးလက်ရှိ2029စစ်စင်ရေးကြီးကိုလည်းညီနောင်မဟာမိတ်ပူးပေါင်းတပ်တွေကနေဟန်ချက်ညီညီနဲ့ဆက်လက်ဆင်နွှဲနေတယ်လို့သိရပါတယ်ခင်ဗျအခုတခါမူဆယ်မြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်တရုတ်နိုင်ငံရွှေလီမြို့ဘက်အချမ်းကိုကူးကြတဲ့ပြည်သူတွေဟာကြိတ်တိုးနေကြတယ်လို့ဒေသခံတွေကပြောပါတယ်ဒီဇင်ဘာလ2ရက်နေ့မှာမူဆယ်မြို့နယ်ကလျက်ရှိတဲ့တရုတ်နိုင်ငံကျဲကောင်မှာနေတဲ့သူတွေကိုရွှေလီဘက်မှာရွှေပြောင်းနေထိုင်ကြဖို့တရုတ်အာဏာပိုင်တွေကပြောလာပြီးတဲ့နောက်ဒီဇင်ဘာလ3ရက်နေ့မှာတော့မူဆယ်မြို့ကနေတရုတ်နိုင်ငံရွှေလီဘက်ကိုကူးမဲ့ပြည်သူတွေဟာကြိတ်တိုးနေကြတယ်လို့သိရပါတယ်လက်ရှိမူဆယ်မြို့နယ်ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးမူဆယ်မြို့နယ်ပြည်သူတွေဟာလောက်ကန်ကပြည်သူတွေလိုပိတ်မိမှစိုးရင်တဲ့အတွက်တရုတ်နိုင်ငံဘက်ကိုကူးကြဖို့တိုးကျိတ်နေကြတာဖြစ်တယ်လို့သိရပါတယ်လက်ရှိမူဆယ်မြို့နယ်မှာတော့ညီနောင်မဟာမိတ်သုံးဘက်ဖြစ်တဲ့ MNDAA TNLA နဲ့ AA အပါအဝင် KIA PDF ပူးပေါင်းတပ်တွေကပါအကြမ်းဖက်စစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျဒီနောက်ဒီဇင်ဘာလ3ရက်နေ့မှာတော့မူဆယ်မြို့ကနေတရုတ်နိုင်ငံရွှေလီဘက်ကိုကူးမဲ့ပြည်သူတွေဟာကြိတ်တိုးနေကြတယ်လို့သိရပါတယ်လက်ရှိမူဆယ်မြို့နယ်ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးအားလုံးပဲမင်္ဂလာပါ My TV မှာပြန်လဲကြိုဆိုရတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကဘင်္ဂလားဒေ့ရှ်ကတော့ဒါစစ်ကောင်စီကိုရာဇဒန်ပေးလိုက်ပြီပေါ့နော်အဲဒီအကြောင်းလေးရယ်နောက်စစ်ကောင်စီကိုပဲနောက်ထပ်တစ်ယောက်ကရာဇန်ပေးထားတာရှိတယ်ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်ထုံးမြတ်နိုင်ပေါ့နော်အဲဒီအကြောင်းလေးတွေပြောတော့ဖို့ရှိတယ်ဘယ်သူနဲ့ပြောမှလဲဆိုတော့ကျွန်တော်တို့စစ်ကောင်စီဘက်ကတက်ချုပ်ကြီးကျော်မျိုးမင်းနဲ့ပြောမယ်ကျော်မျိုးမင်းဗီဒီယိုလေးကိုကြည့်ရင်ကျွန်တော်တို့အဲ့မှာစဉ်းစားမိတာကျွန်တော်တွေးမိတာလေးတင်ဆက်ပေးသွားဖို့ရှိတယ်အဲ့ဆိုကျွန်တော်တို့ကြည့်လိုက်အောင်ပါနော်ရခိုင်ဘက်ကိုသွားမယ်ဆိုတော့ထွန်းမြတ်နိုင်ကဗိုလ်ချုပ်AACUG ကိုထွန်းမြတ်နိုင်ကနေပြီးတော့သူကစစ်တပ်ခေါင်းဆောင်တွေကိုတတိပေးတဲ့ချိန်ရောက်တဲ့စကားပြောတယ်ဆိုတော့ဘယ်လိုစကားပြောလဲဆိုတော့ကျွန်တော်ကသူပြောတာလေးဖတ်ပြမယ်ပေါ့နော်သူစကားပြောတဲ့ထွန်းမြတ်နိုင်ပြောတဲ့စကားလေးကိုဖတ်ပြမယ်ပေါ့နော်ထွန်းမြတ်နိုင်ကတော့နော်စစ်ရှုံးနေတဲ့သူပြောတာနော်စစ်ရှုံးနေတဲ့စစ်တပ်အနေနဲ့မိုက်တွင်းမနဲ့ဖက်နဲ့တားပြီးမြင်းမြစ်တွေအတွက်တိတ်ခါတွေချပြီးတော့လက်နဲ့ချတင်တယ်တိတ်ခါချန်ပြီးတော့သူတို့သူ့တွေ့တာနေရေးထားတယ်သူကဦးမအားလားဆိုတော့ဦးမင်းအောင်လိုင်ပြောတာပါနော်ကျွန်တော်မဟုတ်ဘူးနော်သူပြောတာဒါတိုင်းကိုကနေအမှုပတ်နေအောင်နော်ဦးမအားလားနဲ့ဘာကများတဲ့ဦးမင်းအောင်လိုင်နဲ့ဗိုလ်ချုပ်ကြီးများပေါ့ဗျာကဲလူကြီးပြောရင်တော့လူကြီးများခမရတဲ့ခမရတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှုလေးစားပါတယ်တဲ့ဒါပေမဲ့လူကြီးမင်းတို့တေချာပေါက်ရှုံးနေပြီဖြစ်လို့အရှုံးသမားကောင်းပြီးတော့ကြိုးစားခြင်းကသာတင်တို့ရဲ့တခုတည်းသောအကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မယ်တဲ့ဆိုပြီးတော့ထွန်းမြတ်နိုင်ရေးတယ်ဒါအပြင်သူကထပ်ရေးသေးတယ်နော်မင်းတို့ရဲ့ဂုံတိတ်ခါကိုထက်မစင်းသားရင်တော့တဲ့မင်းတို့ရဲ့ရှင်ကြံခဲ့တဲ့သားသမီးမြင့်မြင့်တွေအတွက်တိတ်ခါနဲ့ခြံထားခဲ့တဲ့တဲ့ဒီအချိန်မှာတက်ချင်းတိုက်လို့မနိုင်လို့ဘာမှလက်နဲ့မရှိတဲ့ပြည်သူလူထုတွေကိုလူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးတပ်ဖြတ်ညစ်လုံးစုံနဲ့ဆက်လက်ပြီးလက်နက်အားကိုမိုက်တွင်းနေနေဦးမယ်ဆိုရင်တဲ့မင်းတို့ရဲ့ဂုံတိတ်ခါကိုထက်မစင်းသားရင်တော့ခင်ဗျားတို့ရဲ့ရှင်ကြံခဲ့တဲ့သားသမီးမြင့်မြင့်တွေအတွက်တိတ်ခါနဲ့ခြံထားခဲ့တဲ့ပါတယ်ဆိုပြီးတော့ तू ကရှင်းပြရင်တော့ထွန်းမြတ်နိုင်ကနေပြီးတော့ဗိုလ်ချုပ်ကြီးမရောက်နိုင်တဲ့ဗိုလ်ချုပ်ကြီးများကို तू ကရှင်းပြရင်တော့မင်းတို့တွေမိုက်တွင်းသိမ့်နေတယ်မင်းတို့သားသမီးတွေမင်းတို့တိတ်ခါချမ်းခဲ့ဦးမင်းတို့ရှုံးနေပြီလို့ပြောတာပဲဆိုတော့ဗိုလ်ချုပ်ကြီးများနဲ့ဦးမအောင်လိုင်တို့အဖွဲ့အနေနဲ့လေထွန်းမြတ်နိုင်ကိုဖြည့်ပေးတင်တာပေါ့နော်တစ်လုံးနှလုံးလောက်ဖြည့်ပေးတင်တစ်လုံးသုံးဖို့နှလုံးသုံးဖို့5 6လုံး9လုံးအလုံး340လောက်ဖြည့်ပေးတင်တယ်စကလုံးပြောတာနော်တော်ကြခင်ဗျားတို့အကောက်မှဒိဗယ်ကောက်မှနေဦးမယ်နော်ရှုံးနေတယ်လို့ခင်ဗျားတို့ပြောနေပြီထွန်းမြတ်နိုင်ကနော်ထွန်းမြတ်နိုင်ကနေပြီးတော့ခင်ဗျားတို့ရှုံးနေပြီလို့ခင်ဗျားတို့ပြောနေပြီပြီးတော့ခင်ဗျားတို့မိုက်တွင်းမနဲ့တော့ရှုံးနေတဲ့အတွက်လက်နက်ချအညံ့ခံအရှုံးပေးမိုက်တွင်းမနဲ့ပြီးခင်ဗျားတို့သားသမီးတွေအတွက်ခြံထားအောင်ဂုံတိတ်ခါကြောက်ကြတယ်အောင်ဖြစ်အောင်ခြံထားအောင်ဘာညာဆိုပြီးတော့ခင်ဗျားတို့သားသမီးတွေကိုပါကင်ပေါက်ပြီးပြောနေပြီနော်ဗိုလ်ချုပ်ကြီးများနဲ့ဗိုလ်ချုပ်လူကြီးမင်းအောင်လိုင်တို့ရေခင်ဗျားတို့ပြောနေပြီနော်ပြောနေပြီဆိုတော့ခင်ဗျားတို့ရှုံးလားမရှုံးလားရှုံးတယ်မရှုံးဆိုတာဟိုအလုံး50လောက်နဲ့ပြန်တုံ့ပြန်တင်ပါတယ်စကလုံးနော်စကလုံးလုံး50လောက်နဲ့လူတို့ရှင်းလေး
ပြန်တုံ့ပြန်တင်ပါတယ်ငါတို့ရှုံးတယ်ဆိုလဲရှုံးတယ်ပေါ့မရှုံးဆိုလဲမရှုံးပေါ့တုံ့ပြန်တင်ပါတယ်နော်တုံ့ပြန်ဖို့အများကြီးမလိုပါဘူးအလုံး50ဆိုလောက်ပါပြီနော်အလုံး50ဆိုလုံးလောက်ပါပြီဆိုတော့တုံ့ပြန်ဖို့တင်ပါတယ်နော်ဆိုတော့ဘလို့ဖြစ်မလဲတော့မသိဘူးဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့အဲ့လိုမျိုးစိန်ခေါ်စကားတွေပြောတယ်ပေါ့ဗျာနော်ဆိုတော့ကျွန်တော်တို့ဒီကြားထဲမှာထည့်ပြောချင်တာတခုပေါ်လာတယ်နော်ထွန်းမြတ်နိုင်ကဗိုလ်ချုပ်ကြီးတို့စိန်ခေါ်တာတွေခနဲ့ရတာတွေရွဲ့တာတွေဖဲ့တာတွေပေါ့ဒါတွေပြောတယ်ဆိုတော့โอเคကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းသတင်းလေးတွေကြားရတာရှိတယ်ပလောဝဘက်မှာဒေါက်တာညိုထွန်းအောင်နဲ့လင်းတစ်တို့အုပ်စုပေါ့နော်ဒါအေးလင်းတစ်ကဒါဗျူဟာမှုလို့ပေါ့ဒါဘယ်လိုခေါ်ဗျူဟာမှုလားနိုင်ငံရေးမှုလားလင်းတစ်ကကျွန်တော်တရားတော်မေ့နေအဲတမှုပဲဗျာတခုတော့မူးတယ်ဗျာနော်ဘာမူးလဲတော့ကျွန်တော်မသိဘူးမူးတယ်သူတို့ကပလောဝဘက်မှာဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာတည်င်းပေးတွေကခိုင်မာတိကျကြလို့ဆိုတက်ကလေးနဲ့ထုထည့်တယ်ထုထည့်တာအဲ့မှာတော်ဒေါက်တာညိုထွန်းအောင်ကြာတေသွားတယ်ပေါ့ဗျာတေသွားတယ်လို့ကြာဒေါက်တာညိုထွန်းတေသွားတယ်လို့သတင်းထွက်တယ်အဲ့မှာလင်းသက်လက်တေတယ်လို့သတင်းထွက်တယ်လင်းသက်တေတာကိုတော့တော်တော်လေးခိုင်မှာအတီးပြုတ်နိုင်တယ်တဲ့ဒါပေမဲ့ဒေါက်တာညိုထွန်းအောင်တေမတေကိုတော့အတီးပြုတ်ကခက်တယ်တဲ့ခက်တာကဒေါက်တာညိုထွန်းအောင်ကလည်းအဲ့ဒီနောက်ပိုင်းစပြီးတခါမှတစ်ချက်ကလေးတောင်မီဒီယာရှိမှထွက်လာပြီးမပြောတော့ဘူးဆိုတော့ထူးကြတယ်ပေါ့နော်ဆိုတော့ဒေါက်တာညိုထွန်းအောင်အေးဒုစီဦးစီကိုဒေါက်တာညိုထွန်းအောင်တေမသေးကတော့လာမဲ့မတ်လပထမဘက်အတွင်းမှာသိရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲ့မှာခိုင်ဒုက္ခဒရဒရှင်းပွဲလုပ်မယ်ဆိုပြီးတော့ခေါ်ထားတယ်။အဲ့ရခိုင်တို့အေးရဲ့ဒရဒရှင်းပွဲလုပ်မယ်မတ်လပထမဘက်မှာလုပ်မယ်။လုပ်တဲ့ခါကျလို့ရှိရင်မီဒီယာတွေနဲ့တက်ရောက်ပြီးမေးမြန်းနိုင်ပါတယ်လို့ကျွန်တော်တို့တော့လှမ်းပြီးဆက်သွယ်ကြည့်ဦးမယ်ဗျာ။တက်ခွင့်ပေးမပေးတော့ကျွန်တော်မသိဘူးပေါ့။ဆက်သွယ်ကြည့်လိုက်ဦးမယ်။နော်အဲ့ကြရင်တော့ဝိုင်းမေးကြပါလိမ့်မယ်။တော်တော်ညိုတော့သိတယ်မသိဘူးဆိုတော့မေးချင်လည်းမေးကြလိမ့်မယ်။အဲ့ကြရင်သူဖြေမှာပေါ့နော်။မသိဘူးဆိုလည်းမသိဘူးဆိုတော့မသိကြောင်းလေးဟိုင်းတာလီသွားပါဆိုပြီးထပြောပေါ့ဗျာ။တာလီသွားပါဆိုပြီးတော့တော်တော်ညှို့ထောအောင်ကနေပြီးတော့ရိုက်ပြီးတော့ဟာဒီတာလီသွားပါငါမတည်သေးဆိုတော့ပြမှာပေါ့အဲ့လိုမပြနိုင်သေးဘူးဆိုရင်ဒါစဉ်းစားစရာကောင်းသွားပြီဒါပေမဲ့လင်းတစ်ကတော့တည်တယ်လို့ကြားတယ်အဲ့တော့ဒါအောင်များဘာဖြစ်တဲ့အတွက်မိုဒီဖြစ်အောင်လို့များထုံးမြနိုင်ထပြီးရှူရက်ပြူးပြဲနေခနဲ့သလိုကျွဲသလိုမဲ့သလိုဖဲ့သလိုနဲ့ဒါဗိုလ်ချုပ်မှုကြီးတို့ဒါစိန်ခေါ်စကားပြောတာလို့ထင်ပါတယ်ဒါကြောင့်ဗိုလ်ချုပ်မှုကြီးတို့ဘက်ကလည်းဗိုလ်ချုပ်မှုကြီးတို့နဲ့ဗိုလ်ချုပ်ကြီးများဘက်ကလည်းဒါဗိုလ်ချုပ်ထုံးမြနိုင်ကိုပြန်ပြောရမှာပေါ့နော်အေးထုံးမြနိုင်ကခင်ဗျားတို့ရှုံးနေပြီလို့ပြောမှာတော့ခင်ဗျားတို့ကလည်းငါတို့မရှုံးဘူးဆိုလည်းမရှုံးဘူးဆိုတဲ့အကြောင်းအလုံး340လောက်ပြန်ပြောပေးဖို့လိုတာပေါ့နော်ရှုံးနေဆိုတော့လေတလုံးမှမပြောဘဲနေလိုက်ပေါ့ဒါပဲရှိရမယ်နော်ဆိုတော့ဒါကတော့ထွန်းမြတ်နိုင်ကိစ္စပြောတာပါအဲ့တော့ဒီနေ့ရဲ့နောက်ဆုံးအပိတ်ကတော့ ကျော်မျိုးမင်းဟာတော်တော်တနာစရာတော့ကောင်းနေပြီသူကမြပြန်ပြောစီချင်တာဗျာနော်သူ့ဘာတွေအလုံး50လောက်ပြန်ပြောပေါ့နော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီလိုစိတ်ခေါ်နေပြီဒီလိုနှိပ်ကွက်တယ်ပေါ့ဗျာနော်ခတ်တာကလည်းသူ့ဘာတွေမှာပြောစရာ50မပြောနဲ့အလုံးက5လုံးတော့မရှိဘူးဘယ်ဟာကိုဆွဲထုတ်ပြီးတော့ပြောရမှန်းကိုမသိတာနော်တမျိုးပြီးတမျိုးကိုကြာနေအခုကျွန်တော်အခုတင်ဆက်နေတဲ့အချိန်မှာပဲတတကကိုကကြာသွားပါပြီတတကကိုကြာသွားပါပြီတမတော်တမ်းမြင့်လေးချင်းအကြောင်းအမှတ်6တမတော်တမ်းမြင့်လေးချင်းအကြောင်းအားရပြီပေါ့နော်ရအောင်ရန်ကုန်မြို့မှာဘာတွေထူးခြားသေးလဲ ရန်ကုန်မှာဘာတူးလဲဆိုတော့ဗာဒီကျွန်တော် passport ရုံးနေမှာကျွန်တော်လူတော့တော်တော်များတယ်ဗာနိုင်ငံခြားကိုထွက်ဖို့ပေါ့နော်နိုင်ငံခြားသွားဖို့ဟုတ် အမှန်ညာသွားဖို့ ဟုတ် လူတွေတော်များတယ် တန်ရုံးတွေမှာလည်းကျွန်တော်ဒီဗီဇာတွေတိုးနေပေါ့နော် တိကျပြောသားလေးပေါ့ကွာနိုင်ငံခြားသွားခြင်းနဲ့ယောက်ျားလေးမိန်းကလေးအကုန်လုံးလူငယ်တွေပေါ့ကွာတကယ်နိုင်ငံခြားသွားခြင်းရင်လို့ passport ရုံးသွားကြမလို့ ဘယ်လိုလုပ် မတို့စစ်တပ်ထဲဝင်လိုက် စစ်တပ်တဲ့ဝင်တိုင်းနိုင်ငံခြားနဲ့မဆိုင်ဘူးလေ အော်ရှေ့တန်းကိုသွားလာစစ်တပ်ထဲဝင်ရှေ့တန်းကိုသွားနိုင်ငံခြားသွားရတယ်လေကွာမနေ့ကပဲရောက်180လား ပုံမှန်အဲ့ဒါနိုင်ငံခြားမဟုတ်ဘူးအဲ့ဒါဘဝချာစစ်တပ်တဲ့ဝင်လိုက်တယ်သူကဘဝချာသွားမှာနိုင်ငံခြားမဟုတ်ဘူးဗာဘဝချာပေါ့နော် ဒါပေမဲ့သူလည်းနိုင်ငံခြားရောက်တယ်လေကွာဟိုပလာတာစားမလားချေးဦးတောင်းဟာဘာလုပ်မလဲမင်းတင်မိုးတောင်းစားမလားအကုန်လုံးသွားလို့ရတယ် ဟိုအဲ့ဒါမတရာရေးစားတွေဖြစ်နေဗာသူစေတနာရှိလို့ကျွေးတာမဟုတ်လေမကျွေးမဖြစ်လို့လည်းသူကျွေးရတာ ဘာပဲပြော passport ရုံးမှာတန်းမစီနေနေတော့တန်းစီတာနောက်ဘက်နယ်ဆက်လုံခြုံရေးကိုပေါ့နော်ဒါ A ကအထူးအလေးထားဆောင်ရွက်နေပြီးတော့ဒီအကြမ်းဖက်အဖွဲ့တွေအနေနဲ့ပေါ့နော်တိုက်ပွဲတွေဖော်ဆောင်လာပါကဒီအကြမ်းဖက်အဖွဲ့တွေကိုနှိမ်နှင်းရန်တိုက်စွမ်းရည်ကောင်းသည့်တပ်မ2မှအသင့်ပြင်ထားတယ်ကျန်းတယ်နော်နိုဝင်ဘာ6ရက်နေ့မှာရှေ့တန်းပြန်ထွက်ရမယ်ဆိုပြီးတော့အမိန့်ပေးလာ
ကောင်းတယ် ဟောအဘ မိကွန်းရ တတရရပဲ တာဒါပဲတခါခါလေး